အခုဒီနှစ်2026မှာအိမ်ဝယ်ကောင်းမလားလာမယ့်20ခွန်ကြတော့မှအိမ်ဝယ်ဖို့စဉ်းစားတင်လားဆိုပြီးတော့တွေးဝေနေရဆိုရင်တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုခိုင်ခိုင်မာမာချနိုင်ဖို့အတွက်ကိုဗီဒီယိုအဆုံးထိကြည့်ပြီးတော့လေ့လာနိုင်ပါတယ် Mortgage Loan Officer တယောက်က Realtor တယောက်ကဖြစ်တဲ့အတွက်ကျမအတွက်အခုအိမ်ဝယ်ကောင်းမလားအတိုးနှုန်းကဘယ်လောက်ရှိပြီလဲဆိုတဲ့မေးခွန်းတွေကအမြဲတမ်းမကြာခဏကြုံတွေ့နေရတယ်အဲ့ဒါကြောင့်မလို့အခုလက်ရှိ US မှာဖြစ်ပေါ်နေတဲ့တိုးနှုန်းအခြေအနေနဲ့လာမယ့်နှစ်ကုန်ထိရော2020ခွန်အတွက်ကောပညာရှင်တွေရဲ့ခံမှန်းချက်တွေကိုပြန်လည်သုံးသပ်ပေးမှာဖြစ်ပြီးတော့အိမ်ဝယ်ဖို့အတွက် decision ကိုလည်းဝယ်သင့်မဝယ်သင့်ဘလို့အခြေအနေတွေကကိုယ့်ရဲ့ decision တွေကိုလွှမ်းမိုးထားလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာရှင်းပြပေးမှာပါကျမနာမည်ဝင်းမြတ်သူပါကျမကအခုလက်ရှိ American နိုင်ငံဆီယားတဲမြို့မှာနေထိုင်ပြီးတော့အိမ်ချမ်းမြေနဲ့ mortgage အကျိုးဆောင်လုပ်ငန်းကိုလုပ်ကိုင်ပါတယ်။အရင်နှစ်တွေတုန်းကဆိုရင်အတိုးနှုန်းတွေက 7% နဲ့ 8% ကြားထဲမှာရှိပြီးတော့တချို့လတွေမှာဆိုလို့ရှိရင်ဒီ 8% အထိတောင်မှကတ်ခဲ့တဲ့အချိန်တွေလွန်ခဲ့တဲ့2နှစ်3နှစ်အတွင်းမှာရှိခဲ့တယ်။အခုလက်ရှိ interest rate အခြေအနေကတော့ပြောရမယ်ဆိုရင် new normal လို့ပြောလို့ရတယ်။ဟို COVID မတိုင်ခင် COVID ကာလတုန်းကဖြစ်ခဲ့တဲ့ 3% လောက်လည်းမနေဘူး။အခုဒီလွန်ခဲ့တဲ့2နှစ်3နှစ်အတွင်းရှိခဲ့တဲ့အတိုးနှုန်း 7% ရဲ့အထက်မှာလည်းမရှိဘူးအခုလက်ရှိမှာတော့ 6.5 ဝန်းကျင်မှာပဲရှိတယ်လို့ပြောရမယ်ဒီဗီဒီယို recording လုပ်နေတဲ့ဂျွန်လဒုတိယပတ်မှာဆိုလို့ရှိရင် average အတိုးနှုန်းက 6.52 ရှိတယ်သူအရှေ့ပတ်မှာဆိုရင်တော့ 6.48 လောက်မှာရှိခဲ့ပါတယ်အဲ့တော့ပြောရမယ်ဆိုရင် 6.5 6.6 အဲ့ဝန်းကျင်မှာရှိတယ်လို့ပဲကျမတို့အကြမ်းမြင့်သုံးသပ်လို့ရတယ်အဲ့တော့အခုလာမယ့်ဒီ2026နှစ်မကုန်ခင်မှာအတိုးနှုန်းအခြေအနေဘယ်လိုရှိမလဲဆိုတာကိုမပြောခင်မှာဘာကြောင့်အခုလိုမျိုးအတိုးနှုန်းဟာဒီနေရာမှာရှိနေလဲဆိုတာကိုအရင်ဆုံးကျမတို့လေ့လာသုံးသပ်ဖို့လိုပါတယ်ဒီနှစ်မတိုင်ခင်တော့ဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ပညာရှင်တွေတော်တော်များများဒီ2026မှာအတိုးနှုန်းတွေကျနိုင်တယ်ဆိုပြီးတော့ခန့်မှန်းထားကြတယ် 5.5 နဲ့ 6 ဝန်းကျင်မှာပဲရှိမယ်ဆိုပြီးတော့ထင်ခဲ့ကြတယ်အဲ့လိုလဲကျမတို့ဒီကြုံခဲ့ရတယ်ဒီမိနစ်က2025အောက်တိုဘာနိုဝင်ဘာလောက်မှာဆိုလို့ရှင်လဲအတိုးနှုန်းကျခဲ့တယ်ပြီးတော့ဒီနှစ်ထဲမှာဆိုလို့ရှင်လဲဒီ February လောက်အထိကအတိုးနှုန်းကကျနေတယ် 5.99 လောက်အထိမှာရှိခဲ့တယ် 6% အောက်ကိုရောက်သွားတယ်ပေါ့နော်ဒါက30 years rate ပါအဲ့ဒီနောက်ပိုင်းကျတော့မှသာဒီ March လ April လောက်မှာမထင်မှတ်ဖဲနဲ့ရေနံဈေးနှုန်းတွေကအရန်တက်သွားတယ်အခုလိုမျိုး energy price တွေစမတန်တိုးမြင့်သွားတယ်ဆိုတာအခုလက်ရှိအရှေ့လေပိုင်းမှာဖြစ်ပေါ်နေတဲ့စစ်ပွဲရလက်ကြောင့်ဆိုရင်လည်းမမှားဘူး American နဲ့ Iraq ကြားထဲမှာအခြေအနေတွေတင်းမာလာတဲ့အတွက်စီးပွားရေးတွေမတည်မငြိမ်ဖြစ်တယ်stock ဈေးတွေ volatile ဖြစ်တယ်ပြီးလို့ရှိရင်ခုလိုမျိုး energy price တွေ oil price တွေဈေးကအရင်မြင့်မားသွားတာဖြစ်တဲ့အတွက်အဲ့အနေမှာ inflation ကိုတိုက်ရိုက်သက်ရောက်မှုရှိတယ် inflation ကမကျသေးတဲ့အတွက်ခုဆိုရင် US မှာ interest rate တွေကျဖို့ဆိုတာလည်းတော်တော်လေးတော့ဝေးနေပါသေးတယ်ခုဆိုရင် US ရဲ့နိုင်ငံအတွင်းမှာဆိုရင်လည်းပြီးခဲ့တဲ့မေလအတွင်းမှာဒီဗဟိုဘဏ်ရဲ့ chairman အပြောင်းလဲရှိခဲ့တယ်အရင်တော့တာဝန်ယူခဲ့တဲ့2018ကနေမှအခုထိ2026အထိကိုတာဝန်ယူခဲ့တဲ့ Jerome Powell ကသူ့ရဲ့ယာဒူးသက်တမ်းပြည့်သွားတာဖြစ်တဲ့အတွက်သူ့နေရာမှာ President Trump ရဲ့လူဖြစ်တဲ့ Kevin Warsh ကယာဒူးကိုလွှဲပြောင်းပြီးဆက်ခံခဲ့တယ်အဲ့တော့ဒီတော်တော်များများရဲ့စိတ်ထဲမှာတော့ခုလိုမျိုး Fed ရဲ့ Chairman ပြောင်းသွားတယ်ဆိုလို့ရှိရင်အပြင်က mortgage interest rate ကိုပါအပြောင်းလဲတွေဖြစ်လာမယ်လို့သူတို့ကထင်ကြေးပေးတာတွေအများကြီးရှိခဲ့တယ်တကယ်တော့ဒီ President Trump ကိုယ်တိုင်ကလည်းအတိုးနှုန်းကိုကျကျနေဆိုတာကိုအားလုံးသိကြပြီးဖြစ်မှာပါဒါပေမဲ့ Kevin Warsh ကတက်လာတယ်ဆိုပေမဲ့လည်းတကယ်တမ်း mortgage interest rate အပေါ်မှာတော့သူ့ရဲ့လွှမ်းမိုးမှုတွေကတိတ်အများကြီးမရှိဘူး Federal Reserve ကလွှမ်းမိုးလို့ရတာဆိုလို့ဒီ Federal Fund တွေရဲ့ overnight lending fees လို့ခေါ်တဲ့ဘဏ်အချင်းချင်းချေးငှားတဲ့ interest rate ကိုသာသူတို့ကလွှမ်းမိုးနိုင်တယ်ဒါတောင်မှအခုလိုမျိုးအပြင်မှာinflation တွေကအရင်မြင့်နေတယ်သူတို့သတ်မှတ်ထားတာထက်ပိုပြီးတော့မြင့်နေတဲ့အခြေအနေမှာနောက်ပြီးတော့ consumer sentiment လို့ခေါ်တဲ့ပြည်သူတွေရဲ့စိတ်ခံစားချက်မှာလည်းဒီ market ပေါ်မှာအရင်အယုံကြည်မရှိဘူးအဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုရင်အတိုးနှုန်းကိုချပြစ်ဖို့ဆိုတာတော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စပါတကယ်လို့သူ့ဘက်ကအတိုးနှုန်းကိုလွှမ်းမိုးခြင်းနဲ့ဆိုရင်တော့မှဒါအချိန်ယူရအောင်မယ်ဒါပေမဲ့အခုလက်ရှိအတိုးနှုန်းကတော့ 10-year treasury yield ရဲ့အတိုးနှုန်းကိုသာခြေရခံမိလိုက်တာဖြစ်တဲ့အတွက် treasury yield ကတက်တယ်ဆိုလို့ရှိရင်ဒီအတိုးနှုန်းကလိုက်တက်မယ် treasury yield ရဲ့ return ကကျတယ်ဆိုလို့ရှိရင်အတိုးနှုန်းကလိုက်ပြီးတော့ကျမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုလာမယ့်2026နှစ်ကုန်အထိမှာအတိုးနှုန်းတွေဘယ်လောက်ဖြစ်နိုင်လဲဆိုတာကိုခန့်မှန်းထားကြတာတွေကိုတစ်ချက်ကြည့်ကြမယ်မကြသေးခင်ကထုတ်လုပ်တဲ့ survey အရဆိုလို့ရှိရင် Fannie Mae နဲ့ National Association of Realtor က
အခုလာမယ့်2026နှစ်ကုန်အထိမှာဘယ်လိုခန့်မှန်းထားလဲဆိုရင် mortgage interest rate တွေက5.7 နေမှ6.2 ကြားထဲမှာရှိမယ်ဆိုပြီးတော့ခန့်မှန်းထားကြတယ်။ဒါပေမဲ့ Mortgage Banker Association ကတော့နည်းနည်းလေးပို့ပြီးတော့ conservative ဖြစ်တယ်။သူ့ရဲ့ခန့်မှန်းချက်ကတော့အတိုးနှုန်းတွေက6.4% မှာရှိမယ်လို့ခန့်မှန်းထားတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ကအကျန်းအဖြစ်ခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်ကုန်အထိမှာအတိုးနှုန်းတွေကဒီ6နဲ့6.5အောက်မှာရှိနေမယ်6.23ဝန်းကျင်မှာရှိမယ်ဆိုပြီးတော့ကျမတို့အနေနဲ့အကျဉ်းမြင့်ယူဆလို့ရပါတယ်လူတို့များများကတော့အတိုးနှုန်းနှိမ့်တဲ့အချိန်အတိုးနှုန်း 5% လောက်ရောက်တော့မှ 6% အောက်ကိုရောက်တော့မှဝင်မယ်ဆိုပြီးတော့စောင့်နေတဲ့သူတွေတော်တော်များများလည်းရှိပါတယ်အဲ့တော့ကိုကလည်းအဲ့လိုမျိုးခုချိန်မှာဘာမှမလုပ်ဖဲနဲ့အဲ့ဒီအချိန်ရောက်မှလုပ်မယ်ဆိုလို့ရှိရင်တခုတတိထားမှာအချိန်ကြရင်ကိုလိုပဲ market ထဲကိုဝင်လာမဲ့သူတွေအများကြီးရှိတယ်အရင်တော့က qualify မဖြစ်တဲ့သူတွေလည်းဝင်လာမယ် investor တွေလည်းအများကြီးဝင်လာလိမ့်မယ်တခြားကိုလိုမျိုးပဲအတိုးနှုန်းကြတာကိုစောင့်ပြီးတော့ဝယ်မဲ့သူတွေလည်းအများကြီးဝင်လာမယ်အဲ့လိုအခါကြလို့ရှိရင်ပို့ပြီးတော့ demands ကအရင်များတဲ့အတွက် seller market ပြန်ဖြစ်သွားမယ်အဲ့တော့ကိုကအိမ်မှာဈေးကိုအစမတန်ပေးရမယ်ပြီးလို့ရှိရင်အိမ်ဝယ်တဲ့အခါမှာလည်းအိမ်ကိုဘာမှစစ်ဆေးမှုတွေမလုပ်ရဘူး inspection တွေမစစ်ရဘူး appraisal ကနေနေဆိုရင်တော့မှကိုက out of pocket တွေပေးပြီးဝယ်ရမယ်ဒီလိုမျိုး market ကိုကျမတို့2021-22မှာကြုံခဲ့ရဘူးတယ်အဲ့ဒါကြောင့်မလို့ကိုကအတိုးနှုန်းတစ်ခုတည်းကိုပဲမကြည့်ဘဲနဲ့အိမ်ဝယ်တဲ့အခါမှာတခြားအချက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်တကယ်လို့ကိုက interest မှာတစ်လကို150စုနိုင်နေဆိုရင်တော့မှဒီအိမ်တန်ဖိုးမှာဒေါ်လာ2000ပို့ပေးလိုက်ရတယ်ဆိုလို့ရှိရင်အဲ့ဒီလူက break even ပဲဖြစ်တယ်တိုးနှုန်းအတွက်ကိုမှဘာမှပို့ပြီးတော့အကျိုးအမြတ်မရရှိနိုင်ပါဘူးအဲ့ဒါကြောင့်မလို့အိမ်ဝယ်မဲ့သူတွေကိုကျမအကြံပေးချင်တာ date the rate marry the houseဘာလို့ပြောတာလဲဆိုတော့ခုချိန်မှာကိုက qualify ဖြစ်တယ်ပြီးတော့ကိုကြိုက်တဲ့အိမ်ကိုလည်းတွေ့ထားတယ်ကိုရဲ့ lifestyle နဲ့ကိုက်ညီတယ် payment ကိုက်ညီတယ်ဆဆရရကိုနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်အခုကတည်းကကြိုပြီးတော့ဝယ်ထားတင်တယ်။ဘာကြောင့်လဲဆိုတော့ကိုထင်ထားသလိုမျိုးမဟုတ်ဘဲနဲ့အတိုးနှုန်းတွေရုတ်တရက်ကြီး 5% ကျသွားတဲ့အခါမှာကိုကပြန်ပြီးတော့ refinance လုပ်လို့ရတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကအတိုးနှုန်းကျတဲ့အချိန်ကိုစောင့်မယ်ဆိုလို့ရှိရင်ကိုအနေနဲ့ equity ကိုဆုံးရှုံးရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့ကိုလိုချင်တဲ့အိမ်ကိုလည်းရမှာမဟုတ်တော့ဘူး။အဲ့ဒါကြောင့်မလို့အဓိကကတော့ကိုပေးရတဲ့ payment ကိုနေရမယ့် lifestyle ဒီအချက်တွေကိုကြိုတင်စဉ်းစားပြီးတော့ကိုရေရှည်နေမယ်9နှစ်နဲ့အထက်နေဖို့စဉ်းစားထားတယ်ဆိုရင်တော့အိမ်ကိုအခုကတည်းကဝယ်ဖို့ကျွန်မတိုက်တွန်းချင်ပါတယ်။နောက်ဒုတိယအချက်ကကြတော့ခုချိန်ထဲကနေစပြီးတော့ pre-approve ကိုယူထားမှာပါ။ကိုကအိမ်ဝယ်ဖို့ qualify ဖြစ်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လည်းဖြစ်မဖြစ်ကိုသိကျင်တယ်ဆိုလို့ရှိရင် mortgage loan officer တွေနဲ့ကြိုတင်ပြီးတော့စကားပြောထားလိုအပ်တာတွေကိုကြိုတင်ပြီးပြင်ဆင်ထား။ကျွန်မရဲ့ client တွေဆိုလို့ရှိရင်အိမ်မဝယ်ခင်တစ်နှစ်နှစ်နှစ်အလိုလောက်ထဲကပြင်ဆင်ထားတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒါကြောင့်မလို့အခုကတည်းကကိုယ့်ရဲ့ qualification တွေကိုကြိုတင်ပြီးသိထားတာကိုဝယ်တဲ့အခါကြာလို့ရှိရင်အချိန်မီကိုအတွက်အားသာချက်တွေအများကြီးရှိတယ်။ခုကျမတို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ buyers တွေကို credit ကိုမချက်သေးဘဲနဲ့ income ကိုပဲကျမတို့ကြည့်တယ်တွက်ချက်ပေးပြီးတော့အားလုံးအဆင်သင့်လုပ်ထားတယ်အဲ့တော့သူတို့လိုချင်တဲ့အိမ်ကိုတွေ့ပြီးဒါမှမဟုတ်လည်းအတိုးနှုန်းတွေရုတ်တရက်ကျလာပြီဆိုလို့ရှိရင်ကို့အနေနဲ့လက်ဦးမှုရယူနိုင်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကို့စိတ်ထဲမှာတော့ငါအချိန်မီသွားပြီးတော့ qualify လုပ်လို့ရတယ်ဆိုပြီးအိမ်တွေကြည့်နေမယ်ဒါပေမဲ့ကိုကြိုက်တဲ့အိမ်ကိုတွေ့တဲ့အခါမှာကို့မှာ pre-approve က ready ဖြစ်မနေဘူးအဲ့ခါကျတော့မှကိုကြိုက်တဲ့အိမ်ကိုဆုံးရှုံးသွားရတာမျိုးတွေလည်းကျမတို့ကြုံမှုတယ်ဒါကြောင့်ကိုယ့်ရဲ့ pre-approval ကိုကြိုတင်ပြီးတော့ရရှိအောင်လုပ်ထားဖို့ဟာအရန်ကိုအရေးကြီးပါတယ်ကိုယ့်ဘက်ကဘာမှကြိုတင်ပြင်ဆင်ထားတာမရှိဘဲနဲ့အတိုးနှုန်းတွေရုတ်တရက်ကျသွားတော့မှသာဒါမှမဟုတ်လဲကိုကြိုက်တဲ့အိမ်ကိုရုတ်တရက်တွေးမှသာ loan officer ကိုစပြီးတော့ရှာမယ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ income ကဘယ်လောက်လဲကိုဘယ်လောက် qualify ဖြစ်လဲဆိုတာကိုအဲ့ဒီတော့မှတွက်မယ်ဆိုလို့ရှိရင်အများကြီးနောက်ကျသွားနိုင်ပါတယ်အဲ့ဒီချိန်မှာကိုလိုပဲတခြားလူတွေကလည်း pre-approve တွေလုပ်ကြမယ် loan officer တွေကလည်း busy ဖြစ်တဲ့အခါမှာကိုယ့်ရဲ့ file ကိုဦးစားပေးပြီးမကြည့်နိုင်ဘူးအဲ့ဒီခါကျရင်ကိုလိုချင်တဲ့အိမ်ကိုဆုံးရှုံးရမယ်အကောင့်ဆုံးအတိုးနှုန်းကို perfect အချိန်မှာလက်လွတ်ရတာမျိုးတွေကြုံရနိုင်ပါတယ်နောက်ဆုံးအချက်ကကြတော့အတိုးနှုန်းတစ်ခုတည်းကိုပဲမကြည့်ဘဲနဲ့ကျမတို့အနေနဲ့ monthly payment ကိုဦးစားပေးပြီးကြည့်ဖို့လိုအပ်ပါတယ်တခါတလေမှာ 7% နဲ့ 6.8% 6.6% 0.2 กว่าတယ် 0.4 กว่าတယ်ဆိုပြီးတော့ borrower ရဲ့စိတ်ထဲမှာဟာအရင်များတယ်လို့ထင်နေပေမဲ့တကယ်နဲ့ကိုယူတဲ့ loan amount နဲ့ပြန်တွက်ကြည့်လိုက်တဲ့အခါကျတော့ payment တွေက$10 $20လောက်ပဲကွာတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကိုကအတိုးနှုန်းကို focus မလုပ်ဖဲနဲ့ကိုဝယ်မဲ့အိမ်တန်မိုးနဲ့ကိုပေးရမဲ့ monthly ကဘယ်လောက်လဲဆိုတာကိုအရင်ချိန်ကြည့်ပြီးသွားတော့မှသာအိမ်ဝယ်ခြင်းမဝယ်ခြင်းကိုဆုံးဖြတ်နိုင်တယ်အဲ့တော့ကိုက monthly payment ကကိုမိသားစုနဲ့အဆင်ပြေရဲ့လားဒီ lifestyle ရောကိုမိသားစုနဲ့အဆင်ပြေရဲ့လားဒီလိုမျိုးကိုစဉ်းစားပြီးတော့အတိုးနှုန်းတစ်ခုတည်းကို focus လုပ်ပြီးတော့ဒီအိမ်ဝယ်တဲ့ decision ကိုမပြုတ်လုပ်ဖို့ကျွန်မအကြံပေးချင်ပါတယ်အခု
အခုအဆုံးသက်ပြောရမယ်ဆိုလို့ရှိရင် perfect time ဆိုတာမရှိဘူးကိုယ့်မိသားစုနဲ့အဆင်ပြေတယ်ကိုယ့်ရဲ့ lifestyle နဲ့အဆင်ပြေတယ်ဆိုတဲ့အချိန်ကကိုယ့်ရဲ့အကောင်းဆုံးအချိန်လို့ပဲသတ်မှတ်လို့ရတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဒီ family home ကိုဝယ်တဲ့ decision ကိုချတင်ပါတယ်တကယ်လို့များကို့မှာအိမ်ဝယ်ဖို့စဉ်းစားနေတယ်လာမယ့်နှစ်တွေအတွင်းမှာအိမ်ဝယ်ဖို့အတွက်တေချာနေပြီဒါမှမဟုတ်လေကိုယ့်ရဲ့ income ကိုကြည့်စေချင်တယ်ကိုဝယ်မဲ့အိမ်နဲ့တန်မိုးနဲ့ကိုပေးရမယ့်လစဉ်ပေးမယ်ဘယ်လောက်ရှိလဲဆိုတာကိုသိချင်တယ်ဆိုရင်ကျမကိုအချိန်မီဆက်သွယ်နိုင်ပါတယ်။ပြီးဆိုရင်ကျမက American တနိုင်ငံလုံးမှာဗမာပဲ mortgage လုံးယူ refinance တွေလုပ်ကျမကူညီပေးနိုင်တယ်။ပြီးတော့ကျမနဲ့ချိတ်ထားတဲ့ local agent တွေကလည်းအရန်ကိုတော်တဲ့ agent တွေနဲ့ဒါချိတ်ပြီးတော့ကူညီပေးနေတာဖြစ်တဲ့အတွက်ကျမရဲ့ clients တွေဒါ American တနိုင်ငံလုံးမှာရှိပါတယ်။အဲဒါကြောင့်မလို့ American နိုင်ငံမှာအိမ်ရောင်းဝယ်လုပ်တော့မယ် mortgage လုံးယူတော့မယ်ဆိုရင်ကျမကိုအချိန်မီဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုကြိုင်တွေ့မယ်